ဒီနေ့တော့ဆရာမက2026အတွက်ကိုယ့်ရဲ့အဆောင်အရှောက်ကကိုယ့်ကိုဘာ message ပေးချင်လဲဆိုတာလေးကိုဆရာမပြောပြပေးမယ်နော်။ကတ်လေး3ကတ်ရှိတယ်။ကတ် A ရယ်၊ကတ် B ရယ်၊ကတ် C ရယ်။အခုပုံမှာပြထားပေးတဲ့ ABC ကိုတစ်ချက်လေးရွေးပေးပါ။ကတ် A ကိုရွေးထားတဲ့လူတွေအတွက်2026 message ကတော့ချစ်ချင်းမေတ္တာကိုတန်ဖိုးထားပါ။ချစ်ချင်းမေတ္တာဆိုတာ928ကို1500ကိုဆိုလိုပါတယ်။စစ်သူပေါ်ဖြစ်စေမိသားစုပေါ်ဖြစ်စေတစ္ဆာရှိပါသူဖြစ်နိုင်တဲ့လောက်ပို့ချစ်ပေးပါဒါပေမဲ့အချက်အတွက်ကြီးပဲအချိန်ကုန်ရမလားဆိုရင်တော့မဟုတ်ပါဘူးတဲ့မိသားစုကိုလည်းပို့ပြီးတော့ချစ်ချင်းမြတ်တာတွေပေးမယ်စစ်သူကိုလည်းပို့ပြီးဆိုင်ပေးမယ် one နဲ့ life နဲ့ကိုလည်း balance ဖြစ်အောင်ကိုကစူးစမ်းရမယ်အကြောင်းသားဆိုရင်လည်းကျောင်းစာတွေကိုရဲ့ assignment တွေကိုရဲ့အလုပ်တွေကိုမပြတ်အောင်စူးစမ်းပေးပါတဲ့တစ်ချိန်ကျရင်တော့ကိုချစ်တဲ့သူနဲ့ပေါင်းဖက်ပြီးတော့အများကကြည့်ပေးတဲ့မိသားစုဘဝလေးကိုပန်းဆိုင်ရမှာပါအများကကောင်းကြည့်ပေးတဲ့လက်ထပ်ပွဲကိုကျင်းပနိုင်မှာဖြစ်ပါတယ်ကပ်ပီကိုရွေးထားတဲ့လူတွေကတော့ယခုလက်ရှိတင်ရအောင်မြင်နေတယ်အောင်မြင်နေတဲ့လူဖြစ်တဲ့အတွက်ကိုယ့်ကိုလိုတဲ့သူရှိသလိုမလိုတဲ့လူလည်းရှိတယ်။ကိုယ်ပဲချင်းချီလမ်းမမယ်ဆိုတာကိုစောင့်ကြည့်ပြီးအတင်းပြောဖို့လုပ်နေတဲ့အမျိုးသမီးတွေလည်းရှိတယ်။ကိုယ့်ရဲ့အချက်ကိုသူ့ရဲ့မာနတွေကဝါချပြီးစောင့်တိုင်းနေတဲ့သူလည်းရှိတယ်။ကိုယ့်အသာရရင်ဘလို့အခြေအနေမဆိုလက်ခံမယ်ဆိုတဲ့သူလည်းရှိနေပါတယ်။ပြီးတော့ကိုယ့်ကိုအဝေးကနေဘလို့တိုက်ခိုက်ရမလဲဆိုတဲ့ plan ဆွဲနေတဲ့လူတွေလည်းရှိတယ်။ဒါကြောင့်မိတ်ဆွေပေါင်းတင်တွေကိုတတိထားပြီးပေါင်းပါပေးချင်တဲ့ message ကတော့ကိုမှားရင်ကိုယ့်ကိုဝိုင်းတွန်းချမဲ့လူတွေစောင့်နေတယ်ဆိုတာမမေ့ပါနဲ့။ကက်စီကိုရွေးထားတဲ့လူတွေအတွက်ပေးချင်တဲ့ message ကတော့2025နဲ့အတိတ်မှာဆုံးရှုံးခဲ့တဲ့ချစ်ချင်းမြတ်တာတွေ relationship တွေဥစ္စာပစ္စည်းတွေနဲ့ဝေကြေးတွေအစရှိသည်ပေါ့နော်ခင်မင်မှုတွေအရာအားလုံးပေါ့အဲ့ဒါတွေကိုမေ့လိုက်ပါကိုဘာမားခဲ့လဲပြန်ပြီးတော့စမ်းစစ်ရမယ့်အချိန်မှာဆုံးရှုံးတာကိုဆုံးရှုံးတယ်လို့စိတ်ကို surrender လုပ်ပြီးအရာအားလုံးကိုလက်ခံပြီးတော့နေကြနေရကနေပြန်ထားရမယ့်အချိန်ရောက်ပါပြီတဲ့ပတ်ဝန်းကျင်ကဘလို့ပဲအဖြစ်တင်နေဘလို့ပဲပြောပြောပတ်ဝန်းကျင်နဲ့အများရဲ့အမြင်ကိုခဏလေးမေ့ထားပြီးတော့ကိုအကောင်းဆုံးနဲ့အထိကိမှုအ ਨੇ ဆုံးအလေအလွင့်အ ਨੇ ဆုံးဖြစ်အောင်ဘလို့လုပ်မလဲဆိုတဲ့နီးလန်းကိုစဉ်းစားပြီးကိုလှုပ်ရှားရှိတဲ့အလုပ်တွေကိုတည်တည်ငြိမ်ငြိမ်နဲ့ဆက်လက်ပြီးလုပ်နေဖို့လိုပါတယ်အဲ့လိုမျိုးသာလုပ်နေမယ်ဆိုရင်မကြခင်မှာတင်းကိုအောင်မြင်မဲ့လမ်းကိုလမ်းမှန်ပြပေးနိုင်တဲ့ဆရာကောင်းမိတ်ဆွေကောင်းနဲ့တွေ့ပြီးတော့အောင်မြင်မှုလမ်းမှန်ကိုတဖြည်းဖြည်းချင်းဆရာနဲ့အတူတူရှောက်နိုင်မှာဖြစ်ပါတယ်ဆရာမပြောခဲ့တဲ့အထက်မှာကြိုးရှိရတယ်ပါတယ်ဆိုရင်တကယ်လဲကိုနဲ့တိုက်ဆိုင်တဲ့အကြောင်းအရာတွေရှိရင်မင်းခဲ့ပြပါဦးဘယ်နှယောက်လောက်တူမလဲဆိုတော့ဆရာမမဲ့မှာတစ်ချက်လေးကြည့်ချင်တယ်ပေါ့နော်နောက်ပြီးတော့နောက်ဗီဒီယိုမှာဘာတွေသိချင်တယ်ဆိုတာလေးကိုလည်းဆရာမကိုမှန်လေးရေးပေးခဲ့ပါအောင်ရှင်အားလုံးပဲ2026မှာကံကောင်းကြပါစေ